ခုသမီးတို့ဖားပြဖြိုဖေနဲ့အကရဲ့နောက်ခံတခြင်းရဲ့အကျိတ်ပေကတော့ဂျေဆုရှင်မိဘများရဲ့ဂုဏ်ကျေးဇူးကိုဖော်ကျူးထားသည့်တခြင်းလည်းပဲဖြစ်ပါတယ်ရှင်သမီးတို့ရဲ့ချင်းအမျိုးသားနဲ့ချင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကိုပုံမသိရှိနိုင်ဖို့အတွက်ယခုလိုချင်းအမျိုးသားနဲ့ပွဲတော်မှာပဝင်ခွင့်ရတဲ့အတွက်သမီးတို့အားလုံးပျော်ရွှင်ကြရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်吧。